ယောက်ျားဟိုမနှက်ဖြန်စောစောထားပြီးတော့လမ်းအတူလျှောက်ကြမလားမနှက်ဖြန်ကပိတ်ရက်ဆိုတော့ရတယ်လျှောက်ကြမယ်လေ9နာရီလောက်ထားကြမယ်နော်ဟောအိတ်တောင်ပြောသွားပြီပဲမြန်လိုက်တာငါလည်းအိတ်တော်မယ်အိတ်တော်မလို့လားအေးဟုတ်တယ်အိတ်တော်မလို့တိတ်တိတ်နေအင်းရှိတကားကြီးကိုပိတ်ပြီးပြီလားနှစ်ခါလောက်စစ်ထားတယ်ပိတ်ပြီးပြီကွာဟုတ်လို့လားဟာတွားကြည့်လိုက်ပါဦးမကွာခွေးကဲအိတ်တော်မယ်ဒါနဲ့လုံခဲ့တဲ့10နှစ်တုန်းကဟိုကိစ္စမှတ်မိသေးလားညနေတုန်းကမိန်းမကလှုပ်ချင်တာလှုပ်လို့ပြောတာတကယ်ပြောတာဟုတ်လို့လားပြီးတော့ကဘာကြီးကဘာဖြစ်လို့မပြပဲလုံးနေတာလဲလူတွေကမြောက်ကနေဆင်းတက်လာတယ်ဆိုပြီးတော့ဘာလို့အမိမပါတာလဲအော်ရှုပ်ပါအောင်မလေးOne eternity later. နောက်ဆုံးတော့အိတ်ပြောတော့မယ်ယောက်ျားအစောကြီးတော့နိုးနေပါလားဟမ်လာမျက်နှာတောက်သိပြီးလမ်းတူရှောက်အောင်နော်ဟမ်ညဘက်တွေရောက်ရင်အိတ်မပြောလို့စိတ်ညစ်နေကြတဲ့သူတွေရှိကြလားညအိတ်မပြောတာကနေ့စဉ်ရက်ဆက်ဖြစ်လာရင်ကျန်းမာရေးကိုပါထိခိုက်လာစေနိုင်ပါတယ်ဒါကြောင့်ဒီနေ့ဗီဒီယိုလေးမှာတော့ညဘက်သဘာဝအတိုင်းအိတ်ပြောစေမယ်နီးလန်း10ခုကိုပြောပြပေးသွားပါမယ်ခင်ဗျာမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာဆိုပြေပါထွေထွေရောဂါကုဆရာဝန်တယောက်ဖြစ်ပြီးတော့ online ပေါ်ကနေလည်းကျန်းမာရေးဘူးသုတတွေကိုအမြဲတမ်းမျှဝေပေးလျက်ရှိပါတယ်ဒါဆိုရင်အခုဗီဒီယိုလေးကိုလည်းအဆုံးထိဆက်ပြီးတော့နားထောင်ကြည့်လိုက်ရအောင်နော်ညအိတ်မပြောဘူးဆိုတဲ့နေရာမှာဆက်စချင်းအိတ်ပြောဖို့ခက်တာအိတ်ပြောသွားပြီမယ်တရင်နိုးပြီးတော့ပြန်အိတ်မပြောတော့တာမနက်ကိုအစောကြီးနိုးနေတာအိတ်ချိန်ပြည့်ပြီမယ်အေးရေးမိုးဝနေတာမျိုးတွေအကုန်ပါပါတယ်ဒီလိုဖြစ်တာကိုကျွန်တော်တို့ဆေးပညာမှာတော့ insomnia လို့ခေါ်ပါတယ် insomnia ကြောင့်နေကင်းဘက်တွေမှာနှုံနေတာတခုခုကိုအာရုံစိုက်ဖို့ခက်ခဲလာတာအလုံးမှာအမားတွေအလုံးများလာတာနေ့စဉ်လုပ်နေကြအလုပ်လေးတွေကိုတောင်မှကောင်းကောင်းမလုပ်နိုင်တော့တာစိတ်ရှုပ်လွယ်ဒေါသထွက်လွယ်လာတာမျိုးတွေဖြစ်တတ်ပါတယ်ညဘက်ရောက်ရင်လည်းအိတ်မပြောမအောင်ပူပန်လို့အိတ်မပြောတွေဖြစ်ပြီးတော့တန်တရားလည်းနေတတ်ပါတယ်တချို့တွေကမခံနိုင်လို့ဆွဲတတ်တဲ့အိတ်ဆေးတွေကိုကိုယ့်သဘောနဲ့ကိုယ်ဝယ်တောက်ကြတဲ့အခါမှာအိတ်ဆေးပါဆွဲသွားတတ်ကြပါတယ်ဒါပေမဲ့မပူပါနဲ့အခုကျွန်တော်ပြောပြရမယ့်နီးလန်းတွေကိုလုပ်ပေးမယ်ဆိုရင်တဘာဝအတိုင်းညဘက်ကောင်းကောင်းအိတ်ပြောနိုင်ပါလိမ့်မယ်ညအိတ်ခန်းဒီတနာရီအတွင်းမှာ screen တွေလုံးဝမကြည့်ပါနဲ့ screen ဆိုတာ TV, computer, iPad, phone screen စတာတွေအကုန်ပါပါတယ်ဒီ screen တွေကနေ blue light လို့ခေါ်တယ်နေ့အလင်းရောင်နဲ့တူတဲ့အလင်းတန်းတွေထွက်ပါတယ်ဒါတွေကိုအိတ်ခန်းဒီအထိကြည့်နေမယ်ဆိုရင်ကျွန်တော်တို့ရဲ့အုံနောက်ကမိုးမချုပ်သေးဘူးလို့သတ်မှတ်မှာပြီးတော့အိတ်ပျော်စေမဲ့မလက်တိုနင်ဟော်မုန်းကိုထုတ်မပေးတော့ပါဘူးဒါကြောင့်ညအိတ်ခန်းဒီမဖြစ်မနေအလုပ်ကိစ္စကြောင့်သုံးရမယ်ဆိုရင်တော့မှဖုန်းတွေမှာပါတဲ့night shift mode ဆိုတာကိုဖွင့်ပြီးတော့သုံးမယ်ဆိုရင် blue light တွေကို short ချပေးနိုင်ပါတယ်မသုံးတာကတော့အကောင်းဆုံးပေါ့နှစ်ညနေဘက်ကို caffeine တက်ရှောင်ပါ caffeine တက်ကလူကိုနိုးကြားစေတဲ့အာနိသင်ရှိတဲ့အတွက်ကြောင့်မနက်ပိုင်းတောက်ရင်တော့ကောင်းပေမဲ့ညနေပိုင်းနဲ့ညပိုင်းတွေမှာတောက်မယ်ဆိုရင်တော့ညဘက်တွေပါနိုးကြပြီးတော့အိတ်မပျော်ဖြစ်စေတတ်ပါတယ်ဒါကြောင့် caffeine တက်ပါတဲ့ coffee လက်ဖက်ရည်လက်ဖက်တုပ်လက်ဖက်ရည်နွေးချမ်း energy drink အားဖြည့်ချိုရည် chocolate စတာတွေကိုညနေဘက်ကစားပြီးတော့မစားသင့်ပါဘူးဒါပေမဲ့ခမိုမိုင်းထီးလိုမျိုးခမိုမိုင်းပန်းကြောက်ကိုတောက်တာကတော့အိတ်ပျော်ဖို့အထောက်အကူဖြစ်နိုင်ပါတယ်3တရေတမော့အိတ်တာနေ့လည်နေခင်တရေအိတ်တဲ့အချိန်များသွားတဲ့အခါမှာညဘက်မှာအိတ်ပျော်ဖို့ခက်ပြီးတော့အိတ်ချိန်နည်းသွားတတ်ပါတယ်ဒါကြောင့်ဖြစ်နိုင်ရင်နေကင်းဘက်တရေမဲ့အိတ်ပဲညရောက်မှတဝါအိတ်ပါနေကင်းဘက်အလုံးချောင်းအရန်ပင်ပန်းလို့အိတ်ချင်စိတ်ကိုထိမ့်မရဘူးဆိုရင်တော့နိုင်ဝက်လောက်ပဲအိတ်ပါအဲ့ဒီထက်တော့ပိုမအိတ်ပါနဲ့4အိတ်ချိန်မှာပဲအိတ်ရပေါ်တက်ပါတကယ်ကအိတ်ရပေါ်ကိုတက်တဲ့အချိန်2ချိန်ပဲရှိတယ်ပေါ့နော်အိတ်ချိန်ရဲ့နောက်တစ်ခုကတော့စတာပါဒါကခန္ဓာကိုယ်ကိုအလေးအကျင့်လုပ်ပေးတဲ့သဘောပေါ့နေ့ဘက်မှာအလုပ်တွေလုပ်မယ်ညဘက်မှာအနားယူဖို့အိတ်မယ်ဆိုတဲ့သဘောတရားပေါ့အဲ့ဒီလိုမဟုတ်ပဲတစ်ချိန်လုံးအိတ်ရတယ်မှာပဲစာဖတ်လိုက်မုတ်စားလိုက်ရုပ်ရှင်ကြည့်လိုက်လုပ်နေပြီးတော့လှုပ်ရှားလည်းတိတ်မရှိဘူးဆိုရင်ညဘက်ရောက်တဲ့အခါမှာခန္ဓာကိုယ်ကလည်းအနားယူစရာမလိုဘူးလို့ယူဆပြီးတော့မအိတ်ချင်တော့ပါဘူးဒါကြောင့်အဲ့ဒီလိုမဖြစ်အောင်နေ့ကင်ဘက်မှာလှုပ်ရှားနေပါအိတ်ချိန်ရောက်မှအိတ်ရပေါ်တက်ပါငါအိတ်ရနဲ့အိတ်ခမ်းကိုအိတ်ချင်စပွဲထားပါအိတ်ခမ်းထဲကိုဝင်လိုက်တဲ့အခါမှာအိတ်ရကရှုပ်ပွားနေတာအိတ်ခမ်းကညစ်ပတ်နေတာမျိုးဖြစ်နေတဲ့အခါမှာအိတ်ချင်စိတ်ကိုအနှောက်အယှက်ပေးတတ်ပါတယ်ဒါကြောင့်မွေရဆောင်းခေါင်းအုံစတာတွေကိုတသက်ရရထားပါအိတ်ခမ်းကိုလည်းတန်တန်ရှင်းရှင်းထားပါ
ပို့ပြီးတော့ထိရောက်ချင်တယ်ဆိုရင်အိတ်ခမ်းကိုကိုကြိုက်တဲ့ lighting လေးတွေစင်တာအိပ်ပျော်စေမယ် lavender chamomile လိုမျိုး essential oil ရနံ့လေးတွေထားတာကိုနှစ်သက်တဲ့အပင်လေးတွေထားပြီးတော့လေအလားဆင်ပေးနိုင်ပါတယ်6အိတ်ဆေးအိတ်ဆေးလို့ဆိုလိုက်ရင်လူတွေတော်တော်များများစိုးရိမ်ကြတာကဆွဲသွားမှာဟုတ်ပါဟုတ်ပါတယ်တချို့တော့လူကိုမှိန်းစေတဲ့အိတ်ဆေးတွေကဆရာဝန်ညွှန်ကြားချက်နဲ့မှတောက်ရတာဖြစ်ပြီးတော့ကိုယ့်သဘောနဲ့ကိုဆွဲတောက်မယ်ဆိုရင်နောက်ပိုင်းမှာဆေးမတောက်ဘဲမအိတ်နိုင်တော့အောင်လူကိုဆွဲစေတတ်တာမျိုးတွေရှိပါတယ်ဒါကြောင့်အိတ်ဆေးဆိုရင်တေချာမလိလာပဲကိုယ့်သဘောနဲ့ကိုဝယ်မတောက်မိဖို့အရင်ရေးကြည့်ပါတယ်ဆေးတောက်ချင်တယ်ဆိုရင် melatonin supplement လိုမျိုးတဘာဝအတိုင်းအိပ်ပျော်စေမဲ့ဆေးမျိုးတောက်လို့ရပါတယ်။ melatonin ဆိုတာကတော့ညဘက်ရောက်ရင်ခန္ဓာကိုယ်ကနေတဘာဝအတိုင်းထွက်တဲ့အိပ်ပျော်စေတဲ့ဟော်မုန်းပါ။အဲ့ဒီဟော်မုန်းကအကြောင်းမျိုးမျိုးကြောင့်မထွက်ဖဲနဲ့မအိပ်ချင်နေတဲ့အခါနေ့နဲ့ညမှားနေတဲ့အခါမျိုးမှာဆိုရင် melatonin supplement ကိုတောက်ပေးမယ်ဆိုရင်အိပ်ပျော်ဖို့အတွက်အထောက်အကူဖြစ်စေနိုင်ပါတယ်။ဒါကတော့အခုဗီဒီယိုလေးကိုရိုက်ကူးဖို့ကူညီပေးထားတဲ့ Somino Sleep ပါSomino Sleep မှာ melatonin 3mg ပါဝင်ပြီးတော့လူကိုမှိန်းစေဆွဲစေတာမျိုးတွေမရှိပါဘူး။ညအိပ်ခါနီနိုင်ဝက်အလိုလောက်မှာတောက်ပေးမယ်ဆိုရင်ခန္ဓာကိုယ်ရဲ့ melatonin ဟော်မုန်းပမာဏကိုများစေပြီးတော့ sleep cycle ကိုလည်းမှန်စေပြီးတော့တဘာဝအတိုင်းအိပ်ပျော်ဖို့အထောက်အကူဖြစ်စေပါတယ်။ညဘက်နှစ်ခြားခြားအိပ်ပျော်စေဖို့ကူညီပေးပြီးတော့မနက်ကိုလည်းလန်းလန်းဆန်းဆန်းနိုးစေဖို့အထောက်အကူပေးပါတယ်။ကိုဝင်ဆောင်တဲ့နိုးတိုက်မိခင်တွေဒါမှမဟုတ်ကို့မှာယောဂအခန်းတစ်ခုခုနဲ့တောက်လက်ဆဆေးတွေရှိရဆိုရင်တော့ဆရာဝန်နဲ့အရင်တိုင်ပင်ပြီးမှတောက်တင်ပါတယ်။ခုနှစ်စိတ်ဖိစီးမှုတွေဖြေလျှော့ပါစိတ်ဖိစီးမှုစိတ်ပူပန်မှုများနေတဲ့အခါမျိုးမှာဆိုရင်ခန္ဓာကိုယ်ကကြွက်သားတွေကတောင့်တင်းနေရပြီးတော့ညဘက်ကိုအိပ်မပျော်ဖြစ်စေတတ်ပါတယ်။ဒါကြောင့်စိတ်ကိုခဏအနာပေးပါစိတ်ငြိမ်စေမယ်တရားထိုင်တာယောဂဆော့တာမျိုးလေးတွေကိုအိတ်ခဏီလုပ်ပေးပါ။ရှစ်တိလေးတွေနဲ့အတူမအိပ်ပါနဲ့နှစ်ခြားခြားအိပ်ပျော်စေဖို့အတွက်ဆိုရင်အိပ်ရာပတ်ဝန်းကျင်ကငြိမ်သက်နေဖို့လိုအပ်ပါတယ်။တိလေးတွေနဲ့အတူအိတ်တဲ့အခါမျိုးမှာဆိုရင်ကိုအိတ်နေတဲ့အချိန်မှာတိလေးတွေကလှုပ်နေတာမျိုးရှိနေတာနဲ့အတွက်အုံနောက်ကကောင်းကောင်းအိတ်မပျော်နေဘူးလို့ယူဆမှားပြီးတော့မနှက်နိုးတဲ့အခါမှာအေးအေးမဝပဲနှုံးနေတာမျိုးဖြစ်တတ်ပါတယ်။ဒါကြောင့် quality sleep ရချင်တယ်ဆိုရင်တိလေးတွေနဲ့အတူမအိတ်သင့်ပါဘူး။ကိုအိတ်ခဏီအစားမစားပါနဲ့တချို့ကအိတ်ခဏီမှာဘိုက်ဆာလာလို့ဆိုပြီးတော့အစားတွေအများကြီးထစားတတ်ပါတယ်ဒီလိုစားတာကလူကိုဝိတ်တက်စေတဲ့အပြင်အိတ်တဲ့အချိန်အစာအိမ်ကိုလည်းနေရခက်စေတဲ့အတွက်အိတ်ပျော်ရခက်စေတတ်ပါတယ်အိတ်ခဏီရေအများကြီးတောက်လိုက်ရင်လည်းစီးသွားခြင်းလို့နိုးလာစေတတ်လို့ရေကိုလည်းနည်းနည်းပဲတောက်တင်ပါတယ်ဒါဆိုအရက်ရောတောက်လို့ရလားလို့မမင်းနဲ့နော်အရက်တောက်လိုက်ရင်အိတ်တော့ပျော်သွားတာမှန်ပေမဲ့အိတ်တဲ့အချိန်မှာ quality sleep မရစေတဲ့ပဲမနဲ့နိုးတဲ့အခါနှုံးနေတတ်ပါတယ်ဒါကြောင့်အရက်လည်းမတောက်တင်ပါဘူးနောက်ဆုံးနံပါတ်10ကတော့ခဏပြန်ထားလိုက်ပါဟင်အိပ်ပါတယ်ဆိုမှဘာလို့ပြန်ထခိုင်းနေတာလဲပေါ့ဒီလိုပါတချို့ကအိပ်ရာပေါ်တက်ပြီးတော့မျက်လုံးအတင်းမှိတ်ထားပေမဲ့ဟိုဘက်လှည့်ဒီဘက်လှည့်ခြေထောက်တစ်လုံးလုံးဖြစ်ပြီးတော့အိပ်မရတာမျိုးဖြစ်တတ်ပါတယ်ဒီလိုမျိုး15မိနစ်လောက်ကြာတဲ့အထိမှအိပ်မပျော်သေးရင်တော့အတင်းအိပ်ဖို့မကြိုးစားတော့ဘဲနဲ့ခဏထားထိုင်လိုက်ပါထပြီးတော့ဘာလုပ်ရမလဲဆိုရင်ပခုံးကြွက်သားခြေထောက်ကြွက်သားတွေကို9မိနစ်ကနေ10မိနစ်လောက်အချိန်ပေးပြီးတော့အကျော်လျှော့ပေးလိုက်ပါပြီးမှပြန်အိပ်မယ်ဆိုရင်မြန်မြန်အိပ်ပျော်သွားစေပါလိမ့်မယ်ဒီအချက်တွေအားလုံးလုပ်ပြီးတော့မှအိပ်မပျော်တာကဖြစ်နေတော့မယ်ဆိုရင်တော့ကို့မှာအိပ်မပျော်စေတဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာယောဂတစ်ခုခုများရှိနေလားဆိုတာကိုဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်အိပ်မပျော်တဲ့ပြဿနာကအခုအချိန်မှာလူတော်တော်များများမှာဖြစ်နေတဲ့အတွက်ဒီဗီဒီယိုလေးကကိုယ့်အတွက်အသုံးဝင်တယ်လို့ခံစားရရင်တခြားသူတွေလည်းသိသွားအောင် share ပေးလိုက်ကြအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်နဲ့ပြန်တွေ့ပါမယ်